Hello မင်္ဂလာပါဒေါက်တာချယ်ရီပါထူးစေတနာမွန်စေကန်မြကြီးနားပါရှင်ကျွန်မအခုဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒါဖြစ်ခဲ့တဲ့ရှားပါတဲ့ case လေးပေါ့နော်ရှားပါတဲ့ case လေးဆိုရင်ကျွန်မဟိုတလောကတယောက်တွေ့လိုက်ရတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒါမျှဝေပေးတဲ့သဘောပေါ့နော်ဒါမျိုးလေးတွေရှိဒါက Google ကပုံလေးကိုကျွန်မ save လုပ်ပြီးတော့ပြန်ပြထားတာပါဒါအသေးကို ultrasound ရိုက်ထားတဲ့ပုံလေးပါနော်ဒီအသေးထဲမှာအလုံးလုံးကလေးတွေတွေ့ရမယ်အဲ့တော့ဒီအကောင်ကဘလို့နည်းနဲ့ဖြစ်လဲဆိုတော့လေအခုစောစောပုံမှာပြထားတဲ့ဟာပေါ့နော်ဒီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဟာကဒါအသေးရဲ့ပုံအသေးကိုအထောက်ဆောင်ရလိုက်တော့အထဲမှာအဲ့လိုမျိုးအလုံးလုံးလေးတွေအများကြီးပဲတွေ့ရတယ်အဲ့လိုမျိုးတွေ့ရတာပေါ့နော်အဲ့တော့လူနာကဘာလက္ခဏာမှမပြဘူးနော်လူနာဘိုင်လည်းမနာဘူးဘလို့မှလည်းမနေဘူးဒါသူ့ဘာသာသူတခြားကိစ္စတစ်ခုနဲ့လာရိုက်ရင်းနဲ့တိသွားတာလာရိုက်ရင်းနဲ့တိသွားအဲ့တော့ဒါကြီးသာကြာလာခဲ့ရင်အချိန်ကြီးကြာလာခဲ့ရင်ဘာဖြစ်လဲဆိုအဲ့လိုအတွက်အသက်အန္တရာယ်ရှိသွားနိုင်တယ်နော်အသက်အန္တရာယ်ရှိသွားနိုင်တယ်အဲ့ဒီအိတ်ကလေးတွေကအဲ့ဒါဘာလေးတွေလဲဆိုတော့လေဒီတုတ်ပြားကောင်လို့ခေါ်တဲ့အကောင်ရဲ့ဥလေးတွေတုတ်ပြားကောင်လို့ခေါ်တဲ့အကောင်ရဲ့ဥလေးတွေဖြစ်တယ်အဲ့တော့အဲ့ဥလေးတွေကသူကဘယ်လိုနေရာတွေမှာရှိတယ်လဲဆိုတော့အသေးမှာရှိတတ်တယ်အဆုပ်မှာရှိတတ်တယ်ဒါအတွေ့အများတဲ့နေရာပေါ့နော်နောက်ကြောက်ကမှာလည်းတွေ့နိုင်တယ်တအိမ်မှာလည်းတွေ့နိုင်တယ်နောက်အုံနောက်ထဲမှာလည်းတွေ့နိုင်တယ်ဒါပေမဲ့အဲ့အုံနောက်မှာတွေ့ဖို့ကျတော့သူကအရန်ရာခိုင်နှုန်းအရန်နဲတယ်အရန်ကိုနဲတယ်ပေါ့နော်ဒီအိတ်ဖြစ်တဲ့ဖြစ်စဉ်ရဲ့ဒီ1 to 2% လောက်ပဲအုံနောက်မှာဖြစ်တဲ့ဟာမျိုးရှိရပေါ့နော်ဆိုတော့အဲ့လိုဖြစ်တာအဲ့တော့ဒီကောင်ကလေဒီဘာလက္ခဏာမှမပြဘူးဘာလက္ခဏာမှမပြဘဲနဲ့ဒီလူကကြာလာရင်ဘာဖြစ်လာလဲဆိုအဲ့အိတ်တွေကတဖြည်းဖြည်းနဲ့ကြီးလာတယ်များလာတယ်ကြီးရင်နဲ့သူက9 cm ကျော်လာပြီအဲ့ထက်ကကြီးလာပြီဆိုရင်ဒါဆိုရင်အနည်းရပေးလာပြီသူ့ဘေးနားမှာရှိတဲ့ဒီကလီစာရဲ့အစိတ်ပိုင်းတွေကိုသူကဖိလာတာเนาะအဲ့လိုမျိုးဖိတယ်အဲ့တော့နောက်ဆက်တော့ဘာဖြစ်လဲဆိုနာကျင်လာတာပေါ့နော်ဥပမာအသေးမှာရှိနေတယ်ဆိုရင်အသေးနေရနာတာပေါ့တိမ်မှာရှိနေတဲ့အိတ်ကြီးဆိုရင်တော့တိမ်ဒီခါးတွေစီးဆက်တွေဒီတိမ်နေရအဲ့ဒီကနေနာကျင်မှုတွေရှိလာတာပေါ့နော်နောက်ဆဲဆိုင်ရာလက္ခဏာတွေဖြစ်လာတတ်တာပေါ့နော်အစုပ်ထဲမှာရှိတယ်ဆိုရင်ဘာဖြစ်မလဲသူမောလာမယ်နောက်ပြီးတော့ဒီချောင်းဆိုးတဲ့အခါမှာခါလေးသွေးပါလာတာတော့အဲ့ဒီကောင်းတဲ့ဆိုင်နဲ့အစိတ်ပိုင်းလေးတွေထွက်လာတာတော့ဒါမျိုးတွေဖြစ်လာတတ်တယ်အသက်အန္တရာယ်အထိဖြစ်တယ်เนาะဒီအသေးမှာရှိနေတဲ့အိတ်ဆိုရင်လည်းလို့တအားကြီးလာတဲ့အခါမှာဒီအသေးရဲ့အသေးချေပြုံလို့ခေါ်တဲ့ဟာလေးအဲ့ဟာလေးပေါက်သွားတာမျိုးတွေဖြစ်တယ်ကြီးလာတဲ့အိတ်ကပေါက်ထွက်သွားမယ်အရည်တွေထွက်လာမယ်အဲ့အရည်တွေက40ရာကလီစာတွေမှာစီးဆင်းသွားတယ်စီးဆင်းပြီးအဲ့ရရဲ့နောက်ဆက်တွဲတွေဖြစ်လာတာပေါ့เนาะပြန့်နှံ့မှုတွေဖြစ်လာတာပေါ့เนาะဒါမျိုးဒီလိုလက္ခဏာမျိုးတွေဖြစ်လာတတ်တယ်เนาะအခုကျွန်မပြလာတဲ့ပုံလေးကတော့ဒါနဲ့ပတ်သက်ပြီးတော့မှခွဲစိတ်လိုက်တဲ့အခါမှာအထဲမှာထွက်လာတဲ့အိတ်ကလေးတွေရဲ့ပုံမှန်ခွဲထုတ်လိုက်တဲ့အခါမှာအဲ့လိုပုံစံလေးတွေတွေ့ရမယ်အယောင်သွေးလေးတွေရမယ်အမှအိတ်ပုံလေးတွေရောပေါက်ပြီးသားအရေးပေါက်ပြီးသားအိတ်အခွန်လေးတွေရောဒါအတူတွဲပြီးတွေ့ရတဲ့ပုံပါလေဒီဘယ်လိုနည်းနဲ့ကူးဆက်လာလဲဆိုတော့လေသူကခွေးတို့ဝက်တို့တိုးတို့နောက်ပြီးတော့ဒီငါးပေါ့နော်ငါးမှလည်းရှိတယ်နော်အဲ့ဒီအကောင်နေနဲ့အဲ့ဒီအကောင့်တွေကိုမကြက်တကြက်တွေချက်ပြုတ်စားတောက်တဲ့ဟာမျိုးပေါ့နော်မကြက်တကြက်ဝက်ဆိုလဲအဲ့လိုဝက်ကိုမကြက်တကြက်အမဲနွားဆိုအမဲကိုလည်းမကြက်တကြက်ပေါ့နော်တချို့ဆိုရင်အဲ့လိုမျိုးတွေတောက်ဆင်းပြီးတော့အသားစိမ်းတွေကိုတောက်ဆင်းပြီးတော့ထမင်းပူပူတဲ့နေတဲ့တံမြာရင်ညှစ်ပြီးတော့မှသူတို့ကြက်သွားတယ်ပေါ့သူတို့ရဲ့သဘောကဒါအားရှိတယ်ပေါ့လေးစားလိုက်အဲ့လိုယူစားရင်လည်းစားကြတဲ့သူတွေရှိတယ်အဲ့တော့အဲ့လိုမကြက်တကြက်အသားတွေတေးချာမချက်ထားတဲ့အသားတွေကိုစားရင်ဒီဟာကူးဆက်မှုဒီအကောင်ကူးဆက်မှုတွေရသွားတတ်ပါတယ်เนาะနောက်ပြီးတော့ဟော့ပေါ်တို့ဘူဖေးတို့တချို့စားတဲ့အကောင်လေးကိုกินတယ်ဆိုတော့အထဲမှာလုံးဝအကျက်ကြီးမဟုတ်ဘူးပေါ့เนาะအပေါ်ရန်တော့ကျက်သွားမယ်ဒါမျိုးဆိုရင်အဲ့ဒီပိုးကပါသွားတတ်တယ်နောက်ငါးဆိုလဲအဲ့လိုပဲငါးကိုအစိမ်းစားတာတို့เนาะငါးကိုမချက်ဘဲနဲ့တံမြာရည်လေးပဲဖြန်းပြီးတော့မှစားတာမျိုးဒါမျိုးဆိုရင်လည်းအဲ့ဒီအကောင်ကပါသွားတယ်နောက်ရေမတန်ရှင်းတဲ့ရေပေါ့ဒီအကောင်ကိုဟာကူးဆက်မှုရှိနေတဲ့ရေအဲ့ရေကိုတောက်မိရင်လည်းဖြစ်တတ်တယ်လက်ထိပြီးအဲ့လက်ကြီးနဲ့ကိုယ့်ရဲ့အစားတောက်တွေကိုစားမိတယ်ပါဇက်ထဲကိုသွင်းမိတယ်ဆိုရင်အဲ့ဒီကတဆင့်လည်းဒီအကောင်ကဝင်သွားတတ်တယ်နော်အကောင်ကဝင်သွားပြီဆိုမှဥထဲမှာသူကနေနေတယ်သူကနှစ်တည်းအကြာကြီးနေတယ်နော်နှစ်တည်းအကြာကြီးကိုနေတာအဲ့တော့အဲ့အကောင်ဥထဲမှာဘယ်လိုပုံစံနေလဲအဲ့အကောင်ရဲ့ပုံကဘယ်လိုလေးလဲဆိုတာအခုပုံလေးပြထားလိုက်မယ်ပုံလေးကလေဥထဲမှာအဲ့လိုပုံစံလေးနဲ့နေနေတာအပြင်ကိုထုတ်ကြည့်မယ်ဆိုရင်သူကအဲ့လိုပြားရှည်လေးเนาะအဲ့တော့အဲ့လိုမျိုးဒီအကောင်ကကြာလာတဲ့အခါမှာသူ့ရဲ့ဂရေဥလေးတွေပေါ့နော်ဥလေးတွေဖြစ်လာဥလေးတွေကကလီစာတွေထဲမှာစောစောကပြောသလိုအသေးတွေကြောက်ကက်တွေဟိုဟာတွေတအိမ်နေအဲ့လိုမျိုးအဆုပ်တွေကလီစာတွေထဲမှာဥလေးတွေဥလာရောဥလေးတွေဥပြီးတော့မှအဲ့မှာအခုလိုမျိုးတွေအိတ်ကလေးတွေဖြစ်လာတာပေါ့နော်ဒါကအရန်ကြာလာတဲ့အခါမှာအသက်တွေဆုံးတဲ့အဆင့်တွေဖြစ်တယ်နော်အဲ့တော့ဟုတ်ပြီအဲ့ဒါလေးတွေဖြစ်နေပြီဆိုရင်စသိရပြီဆိုတာနဲ့ဘာလုပ်မလဲဆိုတော့အရင်ဆုံးတောက်ဆေးပေးရတယ်
တောက်ဆေးဆက်ဖြစ်ခါစားမစိုးသေးဘူးဆိုရင်တောက်ဆေးပေးရတယ်ပေါ့နော်ကျမတို့တန်ချာဆေးပေါ့နော် Albendazole လို့ခေါ်တဲ့တန်ချာဆေးကိုကျမတို့လနဲ့ချီတိုက်တယ်เนาะတချို့ဆိုရင်1လတချို့ဆို3လအဲ့လိုလနဲ့ချီတိုက်ရတယ်ဒါပေမဲ့သူကအရန်ကိုများနေပြီပြန့်နှံ့နဲ့နှုံးနေရလဲများနေပြီဆိုရင်တော်တော်လေးလဲကြီးနေပြီဆိုရင်တော့ဥမာ5 cm သူ့ရဲ့အလုံးရွယ်စား5 cm အထက်အဲ့လိုမျိုးတွေဖြစ်ပြီဆိုရင်တောက်ဆေးနဲ့မရတော့ဘူးခွဲစိတ်ရတယ်တောက်ဆေးလဲတောက်ရတယ်ခွဲလဲခွဲရတယ်เนาะခွဲပြီးတော့မှဒီအိတ်တွေကိုဖယ်ထုတ်တာပေါ့เนาะခွဲပြီးတော့မှအဲ့ဒီအိတ်တွေဖယ်ထုတ်တာမျိုးတွေလုပ်ရတယ်ဥမာအဖြစ်အသေးလိုနေရာမျိုးမှာဒီအိတ်တွေအများကြီးရှိနေတယ်အိတ်လိုက်ကြီးရှိနေတယ်ဆိုရင်တခါတလေအိတ်လိုက်ကြီးဖယ်လိုက်လို့ရပါမယ်တခါလေအဲ့ဒီအိတ်ဖယ်ရုံနဲ့မလုံလောက်ဘူးအဲ့ဒီအိတ်ရှိနေတဲ့အသေးရဲ့အစိတ်အပိုင်းကြီးကိုလှီးထုတ်လိုက်ရတယ်အဲလှီးထုတ်ရတဲ့အဆင့်ထိလည်းလှုပ်ဖို့လိုအပ်လာတတ်တယ်ဒါမှဒီလူရဲ့အသက်ကရှင်နိုင်တာလူအသက်ရှင်ဖို့အတွက်ဒီကလေးစားကိုပိုင်းထုတ်တာတွေဖြတ်ထုတ်တာတွေလုပ်ရတယ်ပေါ့နော်ဒါဒီလိုအဆင့်အထိကိုစိုးသွားတတ်တယ်ဒါကြောင့်ဒါကိုစောစောစီးစီးသိခဲ့ရင်ဘာပဲဖြစ်ဖြစ်ကျမတို့စောစောစီးစီးကုသမှုတွေယူလို့ရတယ်ဒါပေမဲ့ဒီတအိမ်မှာတချို့အမျိုးသမီးတွေတအိမ်မှာအိတ်ရှိရဲဆိုပြီးဒီလိုအိတ်ကြီးလားဆိုပြီးတော့လည်းထင်မသွားနဲ့အောင်เนาะအိတ်ရှိတိုင်းဒီတိတ်ဝန်းတုတ်ပြားကောင်ရဲ့အိတ်လို့ပြောလို့မရအောင်เนาะဒီတချို့ဟာတွေကကျတော့တုတ်ပြားကောင်ရဲ့အိတ်မဟုတ်ဘူးတခြားသောယောဂါတွေအကြောင်းဖြစ်တဲ့အိတ်နော်အဲ့တော့တုတ်ပြားကောင်ရဲ့အိတ်ကကျတော့တုတ်ပြားကောင်အိတ်တက်တီးတန်လေးရှိတယ်တကယ်လို့မသေးခွဲဘူးဆိုရင်တော့ဆရာဝန်တွေကလိုအပ်ရင် CT scan ပြန်ရိုက်တာတို့သွေးစစ်တာတို့ဒါမျိုးတွေပြန်လုပ်တယ်ပေါ့နော်ဆိုတော့ဒါအခုကျွန်မပြောမဲ့ကိစ္စကတော့တုတ်ပြားကောင်ကြောင့်ဖြစ်တဲ့အိတ်အကြောင်းကိုပဲကျွန်မအဓိကပြောခြင်းဖြစ်တယ်ဆိုတော့အဲ့တော့ဘာတွေလုပ်ရမလဲကျွန်မတို့တွေလူတိုင်းပေါ့နော်တန်ချဆေး Albendazole လို့ခေါ်တဲ့တန်ချဆေးကို6လတခါပုံမှန်စားပါအဲ့တော့တန်ချဆေးဒီကလေးတွေကြီးပဲစားရတာမဟုတ်ဘူးနော်လူကြီးလည်းစားရတယ်တချို့ကကလေးပဲစားတယ်လူကြီးမစားဘူးလူကြီးနဲ့မဆိုင်ဘူးလို့ထင်နေတာဆိုင်တယ်နော်တမိသားစုလုံးစားရတယ်တမိသားစုလုံးတယောက်မကြမ်း6လတခါတန်ချဆေးစားပါတကယ်လို့ဒီလိုမျိုးတွေဖြစ်ခဲ့ပြီးဒီလိုမျိုးပေါ့နော်ဒီတိတ်ဝန်းအကောင်ကူးဆက်တဲ့လက္ခဏာတွေရှိလာပြီးဥပမာတချို့ကြတော့ကွယ်ဒီလက်မှာဒီတန်ကောင်လေးတွေဒီလက်ရဲ့အရေးပြအောက်မှာတန်ကောင်လေးတွေစပြီးတော့မှပြန့်နှံ့နေတာမျိုးတွေပေါ့နော်အဲ့ဒီပုံလေးပြပေးမယ်ဒီလက်ရဲ့အရေးပြအောက်မှာတန်ကောင်လေးတွေရှိနေတဲ့အခါကျကြည့်လိုက်ရင်သွေးကြောလေးတွန့်နေတယ်လို့ပဲအဲ့နေရာလေးကယားနေတယ်နော်တခါလေလက်အောက်မှာခါလေကျရင်မျက်လုံးထဲမှာမျက်လုံးပေးတော့ခန္ဓာကိုယ်ရဲ့တကူလုံးပဲနေရာမှာမဆိုဖြစ်နိုင်တယ်နော်အဲ့လိုမျိုးအကောင်လေးတွေတွေ့ရတဲ့အနေအထားတို့အခုလိုမျိုးဒီဟိုမှာကလီစာတွေမှာအိတ်လိုက်တွေတွေ့ရတဲ့အနေအထားတို့ဖြစ်ခဲ့ပြီဆိုရင်ဒီတန်ချာဆေးလေး6လတခါတစ်လုံးစားရုံနဲ့မလုံလောက်တော့ဘူးအဲ့ခါကျရင်ဆေးကုရတော့မယ်ပေါ့နော်အဲ့လိုကုတဲ့အခါကျရင်ကျမတို့က6လတခါတစ်လုံးလေးစားရုံနဲ့ဒီဟာတွေကမပြောက်နိုင်တော့ဘူးတတ်မဲ့တဲ့ရက်ပြည့်တဲ့အထိစားရတယ်နော်ဥမာအဖြစ်ဒီအရှိပြားအောက်မှာတန်နေရှိနေပြီဆိုကျမတို့ Albendazole ကို9ရက်ကျွေးတာတို့နော်ဒီဟိုအိတ်လိုက်တွေဖြစ်နေပြီဆိုရင်လနဲ့ချီကျွေးတာတို့ဒါတွေကဆရာဝန်တွေကကုသပေးလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတွေဖြစ်ခဲ့ရင်နီးစပ်ရာဆေးကန်းကိုသွားပါအမြန်ဆုံးကုသမှုယူပါဘာကြောင့်အမြန်ဆုံးကုသမှုယူခိုင်းလဲဆိုတော့ဒီအိတ်နော်အခုပြောသွားတဲ့အိတ်တွေဟာဘာလက္ခဏာမှမပြပေမဲ့လည်းအရန်ကြာလာရင်လူအသက်သေဆုံးတဲ့အဆင့်အထိဖြစ်ပါတယ်ဒါကြောင့်ဒါလေးကိုအဓိကပြောချင်တယ်နောက်ပြီးတော့အဲ့လိုမဖြစ်အောင်မလုပ်မလဲဆိုတော့အသားငါးတွေကိုကြက်အောင်ချက်ပြီးမှစားပါเนาะဘူဖေးတွေဟော့ပေါ့တွေမကြက်တဲ့ကြက်တွေမစားပါနဲ့ဒါဆိုအဲ့ဒါစားတိုင်းဒီလိုဖြစ်တာလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးလေစားတဲ့လူတိုင်းဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုစားတဲ့လူပဲဖြစ်တာကြက်အောင်ချက်ပြီးစားတဲ့လူလုံးဝမဖြစ်ဘူးเนาะအဲ့တော့အဲ့ဒီစောကပြောတဲ့တုတ်ပြားကောင်ပေါ့နော်ဒီတုတ်ပြားကောင်ကိုကျမတို့ကတန်ပြားကောင်လို့လည်းပြောလို့ရတယ်နော်တန်ပြားကောင်လို့လည်းခေါ်တယ်တုတ်ပြားကောင်လို့လည်းခေါ်တယ်အဲ့တော့ဒီအကောင်နဲ့ပတ်သက်ပြီးတော့မှစောကပြောတဲ့ဒီမှာသူအဖြစ်များတဲ့နေရာပေါ့နော်ဒီအသေးတွေအဆုပ်အဖြစ်များတယ်နော်နောက်ပြီးတော့လေနှလုံးမှာလည်းတစ်ခါလေဖြစ်တတ်တယ်သူကဒီလိုမျိုးပေါ့ပြန့်နှံ့သွားတဲ့အချိန်မှာသူရောက်ရှိတဲ့နေရာမှာသူအဲ့လိုအိတ်ကလေးတွေပြန်ပြီးတော့မှများပြီးတော့မှကြီးထွားလာတခါလေဘိုက်ခေါင်းထဲမှာလည်းဖြစ်တယ်ဥပမာအသေးမှာရှိနေတဲ့အိတ်ကြီးကပေါက်ထွက်သွားမယ်ဒီအိတ်တွေကဘေးတွေကိုပြန့်နှံ့သွားတယ်ပြီးတော့အဲ့ထဲကအရည်တွေလည်းပြန့်သွားမယ်အိတ်သေးလေးတွေလည်းပြန့်သွားမယ်သေးလေးတွေကနေတခါတည်းဘိုက်ခေါင်းထဲမှာအများကြီးဖြစ်လာရင်ဘိုက်ကြီးကဖောင်းလာတယ်နာလာတယ်အဲ့ခါကျရင်ခွဲကြည့်လိုက်တဲ့အခါမှာလည်းဘိုက်ခေါင်းထဲမှာလည်းအဲ့လိုအလုံးသေးလေးတွေအများကြီးတွေ့ရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါဟာကြာလာရင်လုံးဝကိုအသက်သေဆုံးတဲ့အဆင့်အထိဖြစ်တယ်ဒါကြောင့်ဒီဟာကိုမပေါ့ဆဖို့ပေါ့နော်ပြီး
ဘာကြောင့်ဒီအကြောင်းလေးပြောပြလဲဆိုတော့အခုခေတ်မှာပေါ့အခုအချိန်ခါမှာလူတွေကအစိမ်းတွေတအားစားတယ်အဲ့ဒါကိုသူတို့ trend တစ်ခုလို့ဖြစ်နေတာပေါ့နော်ခေတ်မီရယ်ပေါ့အစိမ်းတွေစားတာဟိုခေတ်မီတယ်အဲ့လိုပုံစံမျိုးတွေနဲ့စားနေကြတာဆိုတော့အဲ့တော့အဲ့ဟာရဲ့နောက်ဆက်တွဲအနေနဲ့ဒီလိုအန္တရာယ်တွေလည်းရှိတယ်ဆိုတာကိုသိဖို့အတွက်နဲ့ဒါလေးကိုမျှဝေခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်မဒီအိတ်ကလေးတွေပေါ့အိတ်ကလေးတွေရဲ့ပုံလေးတွေကိုလည်းထပ်ပြီးတော့မှပြပေးပါမယ်